သုံးချနခဗီဒီပညာရှင်ဆရာရန်နိုင်ကျော်စက်ကြောလာတစ်တော့ကောင်းတဲ့ Facebook အကောင့်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်ဩဂုတ်လ15ရက်နေ့ကနေ22ရက်နေ့အထိတနင်္လာသားသမီးတွေအတွက်တပတ်စာဟောကိန်းစုကိုခြေတိုင်းနက်ခတ်ဗီဒီစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တော်တွင်မှာမိမိထက်ကြီးခဲ့တဲ့သူတွေထံကနေတော့မှငွေကြေးအကူအညီတွေရနိုင်တဲ့ကာလဖြစ်ပါတယ်။လုပ်ငန်းခွင်မှာရင်းနှီးမြှုပ်နှံဖို့အတွက်တင့်တော်မဲ့အချိန်ကာကောင်းလည်းဖြစ်ပါတယ်။အခြေရေးအိမ်တော်ရေးကိစ္စတွေမှာတယောက်နဲ့တယောက်အစဉ်ပြေပြေဖြစ်နေမဲ့ကာလဖြစ်ပါတယ်။ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့တယောက်နဲ့တယောက်နားလည်မှုတွေရရှိပြီးတော့မှအရင်ခါတဲ့ပို့ပြီးတော့မှအစဉ်ပြေမဲ့ကာလတစ်ခုဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့အစာရင်ယောဂဖြစ်ပွားခြင်းကြုံတွေ့နိုင်ပါတယ်အစာအခြေလမ်းကြောင်းဆိုင်ရာပြဿနာတွေကြုံတွေ့နိုင်ပါတယ်အထူးရတရားကတော့နာနယ်ဆောတော့မှာမြတ်စွာဘုရားရှင်ကိုနှုတ်ဆွမ်းကတ်လူပူဇော်ပေးပါမိတ်ဆွေတွေအားလုံးအခုတည်းပို့ပြီးတော့မှကောင်းမွန်တဲ့ကံစားတာအကျိုးပေးတွေရရှိကြပါစေမိမိတို့ရဲ့စီးပွားရေးကျန်းမာရေးအခြေရေးအိမ်တော်ရေးယာတုကိစ္စအပြောင်းအရွှေ့ကိစ္စတွေအတွက်အသေးစိတ်တိကျပါကဆရာရဲ့ဖုန်းနံပါတ်39 425 552644ကိုဆက်သွယ်ပြီးတော့မှမေးမြန်းစုံစမ်းနိုင်ပါတယ်